ကြောက်ကယောဂဖြစ်လို့ရှိရင်ဘယ်လိုမျိုးလက္ခဏာတွေပြလဲဆိုတာကိုဒီဗီဒီယိုလေးကနေပြောပြပေးချင်ပါတယ်ဒီ comment ပိုင်ရှင်မှတ်ထားတာကလည်းကြောက်ကယောဂတွေဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြလဲတဲ့ဒီကိုရဲတို့တွေပေါ့နော်ဒီကြောက်ကယောဂဖြစ်ပြီဆိုလို့ရှိရင်ဒီတချို့ကကြတော့ဒီသွေးတိုးကနေပြီးတော့ကြောက်ကအဆင့်4အဆင့်5အထိချက်ချင်းရောက်ရှိသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒီတချို့ကြတော့ဒီကြောက်ကအားနေတဲ့လက္ခဏာတွေဖြစ်တဲ့စီးမြုပ်တွေထလာမယ်စီးအနှံ့နေနှံလာမယ်စီခဏခဏသွားမယ်တချို့ဆိုလို့ရှိရင်မျက်ခုံမိုးအေးဖြစ်မယ်တချို့ဆိုလို့ရှိရင်ခြေထောက်တွေရောင်လာတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ခါးတွေနာလာမယ်ဒီခန္ဓာကိုယ်ရောင်ကိုင်းခြင်းတွေအပြင်ခန္ဓာကိုယ်အနှံ့ရာရန်ခြင်းတွေပါဖြစ်လာပြီဆိုလို့ရှိရင်တော့ဒါကြောက်ကမှာပြဿနာရှိနေပြီလို့ပြောလို့ရပါတယ်အခုလိုမျိုးလက္ခဏာတွေပြနေပြီဆိုလို့ရှိရင်ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံတွေကိုအထူးအနေနဲ့ရှောင်ကျဉ်ရမှာဖြစ်ပါတယ်အထူးသဖြင့်ကိုကအထိုင်များတယ်ဆိုလို့ရှိရင်ကိုလက်လေ့ကျင့်ခန်းလေးတွေလုပ်ပေးသေးခြင်းနဲ့နောက်ပြီးတော့ဒီရေတောင်နေတဲ့ဆိုလို့ရှိရင်လည်းပဲရေကိုသတိထားပြီးတော့များများလေးတောက်စေခြင်းပါတယ်ဒီနောက်ပြီးတော့ဒီကြောက်ကွက်ကိုဝန်းပြီးစေတဲ့ဒီငံလွန်းတဲ့အစားအသောက်တွေချိုလွန်းတဲ့အစားအသောက်တွေစီကြော်စာတွေဒီဒညင်းသီးလိုမျိုးတွေငပိလိုမျိုးတွေဒီလိုမျိုးအစားအသောက်တွေကိုလည်းအထူးအနေနဲ့ရှောင်ကျဉ်မှသာလျှင်ဒီကြောက်ကွက်ယောဂကတဖြည်းဖြည်းနဲ့တိုးတက်ကောင်းမွန်လာမှာဖြစ်ပါတယ်ခင်ဗျာကိုကပေါ့နော်ဒီအနေထိုင်စားသောက်တွေကိုတေချာလေးဂရုစိုက်ပြီးစင်ကျင်ရသားနဲ့ဒီကြောက်ကွက်အားနေတဲ့လက္ခဏာတွေကဇက်တိုက်လိုဖြစ်ပေါ်နေတယ်ဆိုလို့ရှိရင်တော့ကိုရဲ့စီမှာတော့ဒီဖြစ်ဆွက်စာ2မျိုးတွေလေးရှိပါတယ်ဒီဖြစ်ဆွက်စာ2မျိုးတွေလေးကိုစနစ်တကျတေချာလေးတောက်ပေးမယ်ဆိုလို့ရှိရင်ဒီကြောက်ကွက်အားနေတဲ့လက္ခဏာတွေကနေပြီးတော့တိတိတသာကိုတက်တာလာပါလိမ့်မယ်ခင်ဗျာဒီဖြစ်ဆွက်စာ2မျိုးတွေလေးကဈေးနှုန်းအနေနဲ့ကကြဒီ2,200,000ဖြစ်ပြီးတော့ဒီမှာကျင်နေဆိုလို့ရှိရင်တော့ကိုရဲ့ Viber ဖုန်းနံပါတ်43200ကနေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ခင်ဗျာစိတ်အေဂျင့်ချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မျက်နှာမှာအပြုံးပန်းများပွင့်လန်းနိုင်ကြပါသည်ခင်ဗျာကျေးဇူးတင်ပါတယ်